Hello guys အားလုံးပဲမင်္ဂလာပါ Numaster Gaming Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဝူခေါင်းလို့ပြောလိုက်တာနဲ့ Numaster တို့ငယ်တော့အသက်ထွက်တာအခွေဆိုင်တွေမှာပြေးဝဲပြီးကြီးခဲ့ရတဲ့ဒီဝူခေါင်း movie ကိုသွားပြီးသတိရမိမှာပါ။ဒီဝူခေါင်း movie ဟာအရန်အောင်မြင်ခဲ့ရကြောင်း game တွေလည်းအများကြီးထွက်ထားပါသေးတယ်။ဒါပေမဲ့2024ခုနှစ်မှာထွက်ရှိခဲ့တဲ့ဒီ Black Myth ဝူခေါင်းဆိုတဲ့ game ကတော့ fan တွေအမျှော်လင့်ဆုံး game တစ် game ပါ။အချို့လူတွေဆိုရင်ဒီ game ရဲ့ trailer စထွက်ကြတဲ့ကဒီ game ဟာ Game of the Year ဆုကိုရနိုင်နိုင်မယ်လို့ခံမှန်းထားကြပါ။ထွက်လာတော့လေဒီ game ဟာလုံးဝပြည့်စုံနေပါရှိရတကယ်ကြက်စင်ငင်းကြီးပါဒါပေမဲ့ဒီ game ဟာ brother တို့သူမနဲ့လွဲခဲ့သလိုပဲ Game of the Year ဆိုနဲ့လွဲခဲ့ပါတယ်ဒါဆိုရင်ဘယ် game ဟာ2024ရဲ့ Game of the Year ဆိုရရှိခဲ့ရလဲဒီ Astro Ball ဆိုတဲ့ game ဟာရရှိခဲ့ရပါ Game of the Year ဆိုရဲ့ winner ကို Astro Ball လို့ကြေညာပြီးရတယ်ဝေဖန်ချက်တွေအများကြီးနဲ့ပွဲတွေအများကြီးလည်းဖြစ်ခဲ့ပါသေးတယ် streamer တွေတော်တော်များလည်းဒီ game ကိုမစော်ဘူးသေးလို့ဒီ game ကိုစော်ပြီး live stream တွေမှာလွှင့်ခဲ့ကြပါတယ်အချို့လူတွေကတော့အခုချိန်ကြီးသူမပြန်မလာတော့ဘူးဆိုတော့လက်မခံနိုင်လို့ဘူးခုံးကိန်းရခေုံတည်ရဆိုမရပါဘူးဆိုတော့လည်းလက်မခံနိုင်ကြသေးပါဘူးအဲ့ဟာရတော့ထားပါဘာလို့ဒီလောက်ပြည့်စုံတဲ့ဝခုံးကိန်းရခေုံတည်ရဆိုမရခဲ့ပဲနဲ့ဒီ Astro Ball ဆိုတဲ့ကိန်းရရသွားတာလေအဲ့ဒါရုံပြောခင်အခု Numaster ပြောမဲ့အရာတွေက Numaster တည့်ရဲ့အချက်လက်တွေကိုစုပြီးတော့ဖြစ်နိုင်ရရှိခံမှန်းချက်တွေကိုပြောမှာမလို့အတိအကျမှန်ပါဘူးအဲ့ဒါကြောင့်အခုကြည့်နေတဲ့ brother က Astro Ball ကဘာလို့ဒီစုကိုရောက်ရလဲဆိုတာနဲ့ပတ်သက်ပြီးခံမှန်းချက်တွေရှိရင်လည်းမျှဝေသွားလို့ရပါတယ်ဒါဆိုရင်ဆက်ပြောရအောင်ဝခုံးကိန်းနဲ့ Astro Ball ကိုရှင်းကြည့်လိုက်ရင် Astro Ball game ပုံစံကခလေးတတဂိမ်းလုံးထင်နေမှာပါဒါပေမဲ့ဂိမ်းနဲ့ဂိမ်းနဲ့သွားတွေ့ရလို့မထင်ဘူးလားဟုတ်ပါရဲ့ Numaster တို့ငယ်တော့အရင်ဆွဲလန်းလန်းစောခဲ့ကြရဲ့ Mario ဂိမ်းနဲ့သွားဆင်ပါတယ်ငယ်တော့အချိန်တွေဘလို့ကုန်လို့ကုန်သွားမှတော့မသိရတဲ့အထိစွမ်းလန်းနဲ့ဆော့ခဲ့ကြရတဲ့ game လေ gameplay တွေ battle တွေ graphic တွေ game story ကိုရှင်းကြည့်ရင်တော့ဝူခေါင်းခဲရပြည့်စုံဝင်မဲ့ Astro Ball နဲ့ရှင် Astro Ball ကပို့ပြီးတော့ creative ဖြစ်ပါတယ်အရင်လည်း realistic ဖြစ်တဲ့ game တွေ game ဖြစ်ပြီးပပေါ့ပါနဲ့ clay တွေရောလူကြီးတွေရောစိတ်ပန်းပြေစေမဲ့ game ပါဒါအပြင် boss တွေ gameplay တွေကအစားအရင် creative ဖြစ်ပြီးစောရလို့အချိန်တွေအကြာကြီးဆော့ချင်အောင်လို့ဆွဲခေါ်သွားမှာပါပြောရင်ဒီ game ရဲ့ဆွဲဆောင်မှုတစ်ခုပေါ့ဒါကြောင့်လေဒီ game ဟာဝူခေါင်းကိန်းထဲဘုတ်ပုံများသွားတယ်လို့ Numaster ထင်ပါတယ် Astro Ball ကိုစော်ဝင်ရင်ဘာကြောင့်အကင်းက Game တည်ရဆိုရောက်ရလဲဆိုတော့ပိုပြီးနားလည်ပါလိမ့်မယ်ကဲဒါဆိုရင်ဒီဗီဒီယိုကိုဒီမှာပဲအဆုံးသတ်လိုက်ပါမယ်နောက်လဲဒီလိုမျိုးစိတ်ဝင်စားစရာဗီဒီယိုတွေဆက်တင်ပေးသွားမှာမလို့စိတ်ဝင်စားရင် subscribe လုပ်ရနော်နောက်ဗီဒီယိုအသစ်မှာပြန်ဆောင်ကြပါမယ်